ပဲမင်္ဂလာပါကျွန်တော်ကတော့ Microwave ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီလိုကျွန်တော်ထားတဲ့ paper ပုံလေးဘယ်လိုပြောင်းရလဲဆိုတော့ဒီလိုမျှဝေပေးရပဲဖြစ်ပါတယ်နော် Okay အဲ့လိုအားလုံးလိုက်ကြပါဦးညဆိုကျွန်တော် TikTok စပါးလေးဝင်လိုက်ပါပြရနဲ့ TikTok စပါးလေးဝင်ပြီးနေ trade line paper လေးကိုနှိပ်လိုက်ပါနှိပ်ပြရနဲ့ဒီမှာကိုကြိုက်တဲ့ပုံကိုရွေးခိုင်းလိုက်မယ်ပေါ့နော်ဆိုရွေးခိုင်းလိုက်လို့ဆိုတော့ကျွန်တော်ရွေးကောင်းလဲဆိုတော့ကျွန်တော်စိတ်ကြိုက်ရွေးချင်မှာပေါ့နော်ဒီပုံလေးတွေရွေးကြတဲ့အကြောင်းဒီကိုကြိုက်တဲ့ပုံဒီထားတဲ့အကြောင်းရင်းပုံလေးတွေဒီလိုကျွန်တော်မျိုးလုံးကိုအေးစေရမလို့ပေါ့နော်အဲ့ဒါကျွန်တော်ဒါလေးရွေးကြည့်ပါမယ်နော်ဒါလေးလည်းတိတ်မဆိုးပါအဲ့ဒါကျွန်တော်ကဒါလေးကိုနှိပ်ပြရတယ်အရင်ဆုံးအတွက်ဒါမပါဘူးနော်ဟုတ်တယ်တော့ Okay အဲ့ဆိုတော့ကျွန်တော်က green line wallpaper ဆိုတော့ကျွန်တော်ဒါလေးရွေးကြည့်မယ် Okay အဲ့ဆိုအရင်ဆုံးတူပြထားတဲ့အတိုင်းကျွန်တော်ဒီထက် set wallpaper လေးကိုနှိပ်လိုက်ပါဒါလေးပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီထက်မှ set wallpaper လေးကိုနှိပ်လိုက်ပါကျွန်တော်နှိပ်မြောင်ဖြစ်နေနော်အဲ့ဆိုတော့ကျွန်တော်ဒါဆိုရင်သူကအဲ့ဆိုပြောင်းမြောင်လို့တတ်မှတ်လို့ရတယ်ဒါလေးဆိုရပြီပြောဗျာဟုတ်တယ် Okay ကျွန်တော်ပြောချင်တာကဒီလိုပုံစံမျိုးတွေကိုမှကိုကြိုက်တဲ့ဟာတကူမှမပါဘူးဆိုရင်လေဒီတော့စပါးကိုထွက်လိုက်ထွက်ပြီးတာနဲ့ဘယ်လိုလုပ်မလဲဆိုတော့အရင်ဆုံး Play Store ရဲ့ဝင်လိုက်ပါနော်ကျွန်တော်ပြောပြမယ် Play Store ရဲ့ဝင်ပြရတယ်ကျွန်တော်အခုပြထားတယ် TikTok line wallpaper လေးကိုနှိပ်လိုက်ဝယ် download ဆွဲလိုက်ပါပေါ့နော် download ဆွဲပြီးမှရင် open နဲ့နှိပ်ပြနေ open top to set wallpaper လေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်ဒီမှာကိုကြိုက်တဲ့ပုံတွေရွေးရဒါပေမဲ့တခုလို့ရှိတာပေါ့ဗျာဒီလိုပုံလေးတွေကိုရွေးချင်တယ်ဆိုရင် TikTok စပါးကနေရိုက်ရှာပေးတာနဲ့ဒီကိုကြိုက်တဲ့ပုံလေးကိုဆွမ်းနာကျွန်တော်ပြတဲ့အတိုင်းလေးလုပ်ပြီးမှဒီထဲကို wallpaper ပြောင်းရတယ် Okay အဲ့ဆိုကျွန်တော်ပြပါမယ်နော်အခုချင်းစီကျွန်တော်ဒီမနက်ကမှရွေးထားပေါ့ဒါဆိုရင်လည်းတိမ်မိုက်ပါတယ်နော်ဒါလေးတွေလည်းကျွန်တော်စီမှာရှိတယ်ဒါလေးတွေလည်းရတယ်ကျွန်တော်အခုပြောင်းထားတာတော့ဒါလေးပေါ့နော် Okay မှန်တာပေါ့အင်္ဂလိပ်စာတော့ကျွမ်းနေပေါ့ Okay အဲ့ဆိုတော့ဒီမှာဒီလိုရေကုန်နဲ့ပုံလေးတွေကကျွန်တော်လှလို့ဆိုကျွန်တော်ထားလိုက်တာပေါ့နော်အဲ့လိုပုံပြောင်းမှုကိုကြိုက်တယ်ဆိုရင်ကျွန်တော်လေဒီမနက်ဖက်ကပဲကျွန်တော်အဲ့လို line ဖက်ဖြစ်လာလို့ကျွန်တော်လည်းစမ်းကြည့်လိုက်တာပေါ့နော်တကယ်ကိုမိုက်ပါတယ်ပုံလေးတွေကလည်းတကယ်ကိုလှပါတယ်အဲ့တော့ကျွန်တော်လည်းပုံလေးတွေကိုလှလို့ဆိုပြီးတော့ပြောင်းလိုက်ပါတယ်တကယ်လို့ဒီလိုပုံလေးတွေ့လို့ရှိရင်ဒါလေးကိုနှိပ်လိုက်ပါအဲ့လိုနှိပ်ထားလို့ရှိရင်ကိုပြောင်းကျင်တဲ့အချိန်လေးပြောင်းလို့ရပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်ကြည့်မယ်ပေါ့နော်အဲ့ဆိုဒါလေးကိုနှိပ်ရပြီဆိုရင် set wallpaper လေးကိုနှိပ်လိုက်ပါ Okay အဲ့ဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်ပါမယ်နော်အဲ့ဒီနှိပ်လိုက်ပြီဆိုတာနဲ့ဒါဆိုရပြီဒါဆိုရင်အခုတင်ပြောင်းထားတဲ့ပုံလေးကဒီလိုလေးလေရသွားပါပြီဒီကလည်းမလိုတော့ပါဘူးအဲ့လိုလည်းပြောင်းလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့အဲ့ရတူကြိုက်လို့ပြန်ပြောင်းလိုက်ပါမယ်ကျွန်တော်ဒါလေးပြောင်းလိုက်မယ်နော် Okay ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာကျွန်တော် edit video လေးတွေကိုအဆုံးတင်ပေးပါမယ်เนาะကျွန်တော်လည်းအခုတလောကမအားတာနဲ့အဲ့ edit လုပ်ဖို့ကလည်းကျွန်တော် video တွေက edit တွေအခုတော့ခက်တဲ့ဟာတွေပဲကျွန်တော်လုပ်ဖြစ်တာအဲ့ဒါကြောင့်ကျွန်တော် edit တစ်ခါလုပ်မယ်ဆိုရင်အဲ့နည်းနည်းအများကြီးတော့အချိန်ယူရတယ်ပေါ့ဗျာ
အဲ့လိုအလွဲဆုံး edit တွေကိုပဲကျွန်တော် YouTube မှာပဲတင်ဖြစ်တယ်ပေါ့နော်။ဒီမှာကျွန်တော်ပြမှာဥပမာဘယ်လို edit တွေကအခက်ဆုံးလဲဆိုတော့ကျွန်တော်ပြမှာ။ဥပမာနော်ကျွန်တော် channel ကိုလေကျွန်တော်ပြောင်းလိုက်ပါမယ်နော်။မိုက်398 drama 9 edit channel YouTube အဲ့လိုလေးပြောင်းထားပါတယ်။အဲ့ဆိုကျွန်တော် short ထဲကိုဝင်လိုက်ပါတယ်နော်။ short ထဲမှာဆိုရင်ကျွန်တော် edit ထဲမှာအကျန်းဆုံးအကျန်းဆုံးနေကျွန်တော်အကြိုက်ဆုံးဖြစ်ပြီးတော့အလုံးလဲတော်တော်များတဲ့ edit ကိုပြပေးပါဒါလေးပေါ့နော်ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ခက်တွေကိုတွားပြီးတော့အဲ့လိုရွေးမဲ့ပုံလေးတွေကိုရွေးခိုင်းနေပြအဲ့နဲ့ကျွန်တော်လည်းဗီဒီယိုအတူလေးတွေကိုရိုက်ရှာပြီးတော့လုပ်ရတာအဲ့ edit ကလက်မှတ်ထိုးပေါ်နေရကြတယ်ကျွန်တော် username လို့ပြောင်းထားတာဆိုတော့ကျွန်တော်လည်းအဲ့ username ဆိုနေရာလေးမှာကျွန်တော်ရဲ့နံပါတ်လေးကိုထိုးလိုက်ပါတယ်ဒါလေးကတော့နည်းနည်းကျွန်တော်ခရစ်စတီယနိုရိုနယ်ဒိုပေါ့အဲ့နားကျတော့ကျွန်တော်ကခတ်သွားပြီဘလို့လောက်မယ်လည်းမသိတော့မသိရနေကျွန်တော်လည်းလုံးရလို့နဲ့အဲ့သူတို့အော်တဲ့အတိုင်းပဲလိုင်းပေါ်မှာရှာပြီးတော့ကြည့်ပြီးတော့စာသားရေအကုန်ပြန်ရေးလိုက်ပါတယ်ဒါကြောင့်ကျွန်တော်မတင်တာဖြစ်ပြီးမတင်တာဖြစ်တဲ့အတွက် AI လေးကိုတပုတ်တင်လိုက်ပါတယ်ဒီရက်တက်ကတော့ကျွန်တော်တိတ်တော့ခက်တဲ့ထဲမပါလို့ခက်တဲ့ထဲလည်းမပါဘူးဒါကြောင့်ပို့လို့တော့ပေါ့နော်ဒါကြောင့် cap ကဒီလိုတုံးပြရကြအောင်တုံးလို့ရပါတယ်နော်ကျွန်တော်ဟိုအကောင့်လေးကအတစ်ကသူကကြတော့ကျွန်တော်ကအဲ့အကောင့်ကိုသူတိတ်မတုံးတော့ကျွန်တော်အဲ့ edit ကိုမတုံးတော့အဲ့အကြောင်းကျွန်တော်မတုံးဖြစ်တာပါဒီ plan B အနိုင်ကအဲ့ရကိုဘာလို့ရှင်းသူလွင်းသူရှင်းပြောရမယ်ဆိုရင်အနိုင်ကဒီ AI ဒီလို Canva နဲ့လုပ်တဲ့ AI ကိုမကြိုက်ဘူးဒီလိုက်အယုတ်လေးတွေပဲကြိုက်တယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်အဲ့လိုပဲပြောချင်တာပါဒါကျွန်တော်ကဒီ edit ကိုကြတော့ကျွန်တော်ဆွမ်းနာကိုဂျိုလို့ပါနားရထော်ရဲ့ကိုဂျိုရဲ့လူဗီရဲ့နဲ့ကိုကူလို့လုပ်တဲ့အထက်မှာကိုဂျိုရဲ့ပုံနာမှာကျွန်တော်အဲ့နားမှာပဲထည့်နေတော့အဲ့ဒါကအခုပြန်ပြီးတော့ပြင်ရှင်ပြန်လုပ်ပြီးလိုက်တာပါနော်နိုင်ကဒီလိုပေါ့နော်အဲ့ edit နဲ့ live ဖက်ကဒီမှာပေါ့နော်သူကဒီလိုလေးအဲ့လိုလှည့်တဲ့နားမှာကျွန်တော်ကိုဂျိုနှစ်ခုထားပြီးတော့ကိုဂျိုရဲ့ပုံကဒီလိုနှစ်ခုဖြစ်နေတော့ကျွန်တော်တို့ကလှည့်တာမမြင်လိုက်ရလို့အဲ့ကျွန်တော် AI နှစ်ခုဖြစ်တယ်ကျွန်တော်ရဲ့ AI အရုပ်ကလေးနဲ့ Naruto Brawl Mode AI အရုပ်ကလေးတို့ကျွန်တော်ကအဲ့လိုလုပ်တွဲထားပါတော့ဘယ်လိုလေးပေါ့နော်ဒါကျွန်တော်လက်ပြထားနိုင်ငံတို့AI အဲ့လိုပဲလုပ်ရတာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်သေးလိုက်တော့မယ်အားလုံးပဲ bye bye မှာနောက်နေ့ဗီဒီယိုဒီမှာပဲပြန်တွေ့ကြပါနော်